ကောင်းနေအောင်ကိုလေသူမမြင်ချင်းကြောင့်ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမြောက်ရုပ်ကလည်းလှုပ်ရှားလာပြန်ပြီးအဲ့ဒီအချိန်မှာပဲကြွတ်တကောင်ကခြိထားတဲ့သူကိုကိုက်ဖြတ်ထားတာကြောင့်ရုပ်တုတစ်ခုမှတက်ထားတဲ့မြားကလည်းလွတ်ထွက်လာပြီးဆိုင်ရှင်ကိုထိုးဆိုင်သွားခဲ့ပါတော့တယ်။ဒါရီကိုတွေ့လိုက်ရတဲ့ပါတီလည်းမြောက်ရုပ်ကိုမိရှုဖြစ်စီဖို့စတင်စူးစမ်းခဲ့ပြီးတကယ်တော့ပါတီဟာဇနီးဖြစ်သူ Lois နဲ့တာသမီးဖြစ်စားတဲ့အမွှားလေးကိုဟဲနဲ့ဘေးကိုဆွန့်ပစ်ထားခဲ့ရပြီဖြစ်ပါတယ်။နောက်တစ်ခါမှာတော့ဟဲရှောင်မင်းဆွဲကောင်လေးတယောက်ကိုတွေ့ရပြီးသူကအမွှားကိုဖြစ်သူဘေးနဲ့ဆက်ဆံရေးအဆင်မပြေခဲ့ပါဘူး။အကြောင်းကတော့သူကကြောင်ရွံ့တုံးဆက်တဲ့ကောင်လေးတယောက်ဖြစ်နေရကြောင်းဘေးကသူ့ကိုအနိုင်ကျင့်ပူကြလေးရှိပြီးဟဲကတော့ဘေးနဲ့အဆင်ပြေပြေနေနိုင်မဲ့နည်းလမ်းတစ်ခုကိုရှာဖွေနေပြီးတစ်ဖက်မှာလည်းသူတယောက်တည်းကိုတောင်မွေးဖွားစေလိုတဲ့ဆန္ဒမျိုးရှိနေခဲ့ပါတယ်။ဒီလိုနဲ့တရက်မှာတော့ကလေးတွေလည်းသူ့ဖေခန်းထဲမှာဆော့ကစားနေကြတော့တစ်တာတစ်ခုကိုရှာတွေ့မိသွားပြီးအဖုံးပေါ်ကရေးထားတဲ့စာရန်ကြောင့်စိတ်ဝင်စားတဲ့တစ်တာကိုဖွင့်ကြည့်လိုက်ပါတယ်။အထဲမှာတော့နောက်တစ်ကောင်ကိုတွေ့လိုက်ရပြီးသူတို့လည်းအဖေဖြစ်သူရဲ့ပစ္စည်းတွေထဲမှာအခုလိုအရာမျိုးတွေ့ခဲ့ရတာကြောင့်အံ့ဩကုန်ကြသလိုအယုံဟာလှုပ်ရှားနိုင်ကြောင်းသိလိုက်ရတာကြောင့်ဟဲလည်းအလင်းများများမြောက်ရဲ့နောက်ကျောကိုတော့နဲ့လှည့်ဖွင့်လိုက်ပါတော့တယ်။ဒါပေမဲ့အစပိုင်းမှာတော့ဘာမှမဖြစ်လာခဲ့ပေမဲ့အချိန်နဲ့ငယ်ကြာမှာတော့မြောက်ရုပ်ကလည်းဆင်းရဲတန်တွေပေးစတင်လှုပ်ရှားလာခဲ့ပါတယ်။ကောင်လေးတွေကတော့အယုတ်ကပြတ်နေပြီလို့ထင်မိရကြောင်းသူတို့လည်းပြန်ချလိုက်ကြပြီ။နောက်တစ်ရက်မှာတော့ကောင်လေးတွေလည်းသူတို့ရဲ့ကလေးထိုင်ဖြစ်သူအန်နီနဲ့သူစားတောက်ဆိုင်တစ်ဆိုင်ကိုထပ်လာခဲ့ပြီးကောင်လေးတွေလည်းမြောက်ရုပ်ကသူတို့ကရဲ့အစင်းသေးရောက်နေတာတွေ့လိုက်ရသလိုကြောက်စရာကောင်းနေတယ်လို့လည်းခံစားမိလိုက်ပါတယ်။သူတို့လည်းစားတောက်ဆိုင်ထဲရောက်သွားချိန်မှာတော့ကားရမြောက်ရုပ်ကသူ့လိုလိုလှုပ်ရှားလာပြန်ပြီးအရှိတစ်ချိန်တုန်းကလို့ဒရန်တီကိုပြန်ပါတယ်။စားတောက်ဆိုင်ထဲမှာတော့စပိုမိုကအန်နီနဲ့အထားပေးနေပြီးအဲ့နောက်မှာတော့စပိုမိုလည်းလက်ဆန်းပြောင်းလွန်သွားရင်သူ့ရဲ့ရောင်းမနဲ့အန်နီကိုကားဖြတ်မိသွားရင်သူ့ရဲ့ကားမှာကင်မီသားဖြစ်သွားပါတော့တယ်။သူတို့လည်းအန်နီရဲ့ဇာပနာကျင်းပနေကြပြီးဟဲကလည်းသူတို့အနေနဲ့မြောက်ရုပ်ကိုတင်ထားသိပြီလို့ထင်မိကြောင်းပြောလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမြောက်ရုပ်ဟာဘလောက်ဆိုရပြီးအန်နီရဲ့များတလဲဆိုတာကိုတော့သူတို့လည်းနားမလည်နိုင်ခဲ့ကြပါဘူး။ရန်နေငယ်အကြောင်းကြောင်းရောက်ချိန်မှာတော့ဟဲကမြောက်ရုပ်ကိုသူနဲ့တူယူလာခဲ့ရကြောင်းအခြားသောကလေးတွေကလည်းသူ့ကိုအနိုင်ကျဖို့ကြိုးစားနေကြပြီးသူလည်းအိမ်ပြန်ရောက်ချိန်မှာတော့အခန်းထဲကိုစိတ်ပြတ်စွာနဲ့ဝင်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမြောက်ရုပ်ကသူ့ကိုစိုက်ကြည့်နေသလိုခံစားလိုက်ရပြီးညအချိန်ဟဲကလည်းအိမ်မပြောဖြစ်နေရကြောင်းမြောက်ရုပ်ကိုလာရောက်ကြည့်ရှုနေပြန်ပါတယ်။အဲ့ဒီချိန်မှာပဲဘေးရောက်လာရင်သူ့ကိုအနိုင်ကျဖို့လုပ်ပြန်ပြီးနောက်နေ့ကြားရချိန်မှာလည်းမြောက်ရုပ်ကိုတင်လာတာကြောင့်ဟဲကိုအတန်းဖော်တွေကလည်းဝိုင်းဝန်းဆောင်းနေကြပါတယ်။အားလေးချိန်ရောက်မှာတော့အတန်းဖော်တွေကသူ့ကိုငပြောသေးတွေပါပြစ်ပေါက်ကုန်ကြပြီးဟဲကလည်းဒေါသတကြီးနဲ့အိမ်ပြန်ရောက်လာရင်အခန်းထဲဝင်သွားလိုက်ပါတယ်။အဲဒီနောက်မှာတော့မြောက်ရုပ်အကူကြီးနဲ့ဘဲနဲ့အပေါင်းပါတွေတက်ဖို့ကြိုးစားနေပြီးဘေးကိုတက်ပြီးဖို့တောင်းဆိုရင်မြောက်ရုပ်ကတော့ကိုလှည့်ပေးလိုက်ပြီးတစုံတစ်ခုထူချလာမှာကိုစောင့်ဆိုင်နေလိုက်ပါတယ်။တစ်ဖက်မှာတော့ဘေးကအရင်လိုပဲအိမ်ပြန်ရောက်လာခဲ့ပြီးအမေဖြစ်သူ Lois ကတော့ကိတ်မုတ်ဖုန်နေခဲ့ပါတယ်။ဒါပေမဲ့မြောက်ရုပ်ကစတင်လှုပ်ရှားလာနေပြီး20တာရက်သွားချိန်မှာတော့ Lois ရဲ့ခန္ဓာကိုယ်အနှံ့ကနေလဲသူ့ရဲ့ယူစီကြလာရင်အဲဒီနောက်မှာတော့သူမလည်းသတိမိလဲကြာသွားပြီးတည်ဆုံသွားခဲ့ပါတော့တယ်။ဆရာဝန်တွေကတော့သူမကသွေးလွှတ်ကြော်တွေပေါက်ထွက်တည်ဆုံကြောင်းနဲ့ဒါကလူလေးတောင်းမှတယောက်လောက်သာဖြစ်ကြောင်းပြောလာပြီးမိဒီလိုဖြစ်ရတဲ့အကြောင်းရင်းမှန်ကိုတော့ဟဲတယောက်သာသိနေခဲ့ပါတယ်။အမှန်တကယ်တော့တောက်ကိုလဲလိုက်ချိန်မှာဒရန်တုတ်ကမြတ်တက်သွားပြီးမြောက်ကလည်းသူ့လိုရှိတဲ့သူကိုတက်ဖြတ်မှဖြစ်တယ်လို့ဘသူကိုတက်ဖြတ်စေလိုရဲဆိုတာတောင်းဆိုလို့မရနိုင်ပါဘူး။ဇာပနာခန္ဓာမှာဘေးကတော့မိခင်ဖြစ်သူကိုနှိုးဖို့ကြိုးစားနေပြီးသူမကတော့လုံးဝကိုတုတ်ပြန်မှုမရှိတာကြောင့်ဘေးလည်းမိခင်ဖြစ်သူအမှန်တကယ်သိဆုံးတာကြောင့်လက်ခံလိုက်ရပါတော့တယ်။အဲဒီနောက်မှာတော့ကောင်လေးတွေလည်းဦးလေးဖြစ်သူချင်းနဲ့အတူတကွနေထိုင်ကြပြီးညတကောင်အချိန်မှာတော့ဟဲကလည်းမြောက်ရုပ်ကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပါတော့တယ်။မြောက်ရုပ်တွေကသွေးရည်ထွက်လာတာကိုမြင်လိုက်ရချိန်မှာတော့ဟဲလည်းထိတ်လန့်တုန်လှုပ်သွားပြီးအယုတ်ထဲမှာသွေးရည်ဘလို့ရောက်နေလဲဆိုတာနားမလည်နိုင်ဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့အယုတ်ကိုတော့ဆက်လက်ဖျက်ဆီးနေခဲ့ပြီးနောက်တစ်ခါမှာတော့မြောက်ရုပ်ကသူတို့အိမ်ရဲ့နေရာတစ်ခုမှာပြန်ရောက်လာတာမြင်လိုက်ရပါတယ်။ဟဲကလည်းဒီရုပ်ဟာမကောင်းတဲ့အယုတ်တစ်ခုဖြစ်ကြောင်းနဲ့သူတို့ရဲ့ကလေးတိုင်းကိုတက်ခဲ့ရဟာအဲ့ဒီမြောက်ရုပ်သာဖြစ်ရမယ်လို့ပြောလိုက်ပါတယ်။ဘေးကတော့သူပြောတော့ကိုမြင်အောင်ကြောင့်တော့ကိုနောက်တစ်ချိန်လှည့်လိုက်ပြန်ပြီးဒီတစ်ချိန်မှာတော့ဦးလေးချစ်လေတော်ရင်ခီးသွားရင်တေဆုံးခဲ့ရပါတော့တယ်။သူကအိပ်ပျော်နေစဉ်မှာမြေရန်69ကောင်တက်နှင်းသွားတာကြောင့်ဆိုးဆိုးဝါးတေဆုံးသွားခဲ့ရတာဖြစ်ပြီးအဲ့နောက်မှာတော့66ဖျားတေဆုံးမှုရဲ့ကြောင့်ကောင်လေးတွေလည်းနောက်ထပ်ဘယ်သူမှဒုက္ခမရောက်တော့စေဖို့ညရုပ်ကိုတက်တာထဲပြန်သိရင်ရေရင်းတစ်ခုတွေပြစ်ချလိုက်ပါတော့တယ်။ဒီလိုနဲ့နေ့တန်ကြားတဲ့အထိဆိုးဆိုးဝါးတေဆုံးမှုတွေလည်းရပ်တန့်နေခဲ့ရပြီး25နှစ်ကြာမှာတော့တယောက်တည်းနေထိုင်နေတဲ့သူတို့ရဲ့အတော်ဖြစ်သူကတညမှာတော့မြေရောက်ခန်းတွေကအတန်ကြီးကြားလာရတာကြောင့်တယောက်ယောက်ကျူးကျုံဝင်ရောက်လာတဲ့အချိန်နဲ့တနက်တလက်ကိုင်းဆင်းလာခဲ့ပြီးအခန်းထဲကိုစစ်ကြည့်ပြီးဘသူ့ကောင်မှမတွေ့ခဲ့ရကြောင်းသူမလည်းအပေါ်တက်ကိုပြန်တက်လာလိုက်ပါတယ်။ဒါပေမဲ့ကံမကောင်းစာပဲချေချော်ရင်လေကားပေါ်ကပြတ်ကျလာခဲ့ပြီးညနာမှလည်းငမားကြိတ်တွေစိုက်ဝင်ကုန်ပါတော့တယ်။သူမလည်းတရားတွေကိုအရက်ပြန်စေးထည့်နေရပြီး
အဲ့ဒီချိန်မှာပဲမိဖို့နာကအတန်ကြီးကြားလာရပြန်ပါတယ်ထပ်တာလေးမိဖို့နာကတ်သွားချိန်မှာတော့ရုတ်တရက်မိထတောက်လာပြီးသူမရဲ့တကောင်လုံးလည်းမိလောင်သွားခဲ့ပါတယ်ထပ်တာလေးကြောက်ကြောက်လန့်လန့်နဲ့အော်ဟစ်အိမ်ထဲပြင်းစင်းလာခဲ့ပြီးလန်ခုလက်ရောက်မှာပဲဆိုင်ဘုတ်တစ်ခုကတစ်သားချုံနဲ့ထိုးဆိုင်မိရဲ့သိဆုံးသွားခဲ့ရပါတော့တယ်ဘေးကတော့အခုချိန်မှာတဦးတည်းနေထိုင်နေပြီးသူ့မှာပါတီလို့ခေါ်တဲ့သားတယောက်လေးရှိပါတယ်ဘေးကတော့အဲ့ဒီမြောက်ပြန်ပေါ်လာမှကြောင်ရွံ့တာကြောင့်တားဖြစ်သူနဲ့တနစ်မှတစ်ခါသာတွေ့ဆုံလေးရှိပြီးတရက်မှာတော့ဟဲကလည်းတားဖြစ်သူပါတီကိုခေါ်ဖို့တိုးရင်ကိုထွက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဟဲရဲ့ဇနီးဟောင်းနဲ့သူမရဲ့နောက်ထပ်ခင်ပွန်းချက်ချီဟမ်မာမန်တို့ဟာပါတီကိုတရားဝင်မွေးစားဖို့လုပ်နေကြပြီးဒါအားလုံးအတွက်ပိုကောင်းမယ်လို့ဆိုလာပါတယ်ဒါပေမဲ့ဟဲကတော့သူ့တာနဲ့မခွဲနိုင်ကြောင်းပြောလာပြီးငင်းခုန်နေကြတဲ့အဲ့ဒီအချိန်မှာပဲတားဖြစ်သူပါတီရောက်လာပါတယ်ဇလန်းကလည်းအန်တီတတာအင်ကိုပြသနေပြီးသူမအိမ်ကပစ္စည်းတွေကိုရောင်းချနေကြတာဖြစ်ပါတယ်အဲ့ဒီထက်မှာပဲမြားရတရုံလည်းပါဝင်နေပြီးလူတွေကလည်းသူတို့လူချင်းတဲ့ပစ္စည်းကိုရွေးချယ်ဝင်နေကြပါတယ်အဲ့ဒီထက်မှာရီကီဆိုရဲ့ရဲရရှိတဦးရဲ့တားဖြစ်သူကလည်းမြားရုပ်ကိုဝယ်ယူသွားပြီးဟဲနဲ့တားဖြစ်သူတို့ကတော့မော်ဒယ်တစ်ခုမှတဲခွန်နေတားဖြစ်သူကအကြောင်းက project တွင်မိသားစုနောက်ခံအကြောင်းအရာတွေကိုမေးမြန်းနေခဲ့ပါတယ်ဟဲကလည်းညီကိုမရှိကြောင်းညာပြောရင်အမေဖြစ်သူ Lois အကြောင်းသာပြောပြခဲ့ပြီးညအိတ်ချိန်မှာတော့ဟဲကလည်းမြားရုံနဲ့ပတ်သက်တဲ့ထူးထူးဆန်းဆန်းအိမ်မက်တစ်ခုမှနေခဲ့ပါတယ်အဲ့ရကလန်နူလာချိန်မှာပဲဘဲကဖုန်းခေါ်နေတာတွေ့လိုက်ရပြီးသူတို့ချင်းစကားမပြောဖြစ်တာ10နှစ်လောက်ကြာမြင့်နေပြီဖြစ်ပါတယ်အဲ့နောက်မှာတော့ဘေးကလည်းအတော်ဖြစ်သူတန်တာအိမ်မှာမြားရုပ်ပြန်ပေါ်နေကြောင်းသတိပေးလာပြီးသူတို့နှစ်ယောက်လည်းအတော်ဖြစ်သူရဲ့တည်ဆုံးမှာတာမန်အတိုင်းတည်ဆုံးတာမဖြစ်နိုင်ကြောင်းသိသွားကြပါတယ်သူတို့ချင်းစကားပြောနေချိန်မှာပဲပန်ကတလုံးကလည်းရေအိုင်လေးရဲ့ပြုတ်ကျလာပြီးအဲ့ဒီရေတွေကရေကူးငယ်တစ်ခုကစိတ်ထွက်နေတာဖြစ်ပါတယ်အမျိုးသမီးတို့ကလည်းရေကန်နဲ့ရေကူးဖို့လုပ်နေပြီးသူလည်းအဲ့ဒီအမျိုးသမီးကိုသတိမပေးနိုင်ခင်မှာပဲအမျိုးသမီးကတော့ကန်နဲ့ခုန်ချသွားပြီးတက်လိုက်ပေါက်ကွင်းရင်သေဆုံးသွားခဲ့ပါတော့တယ်ဒီလိုနဲ့ဟေလန်များရောအသက်ဝင်လာတာသိလိုက်ရပြီးချက်ချင်းပဲတားပြစ်သူပါတီကိုအဲ့ရကနှွှဲရင်အိမ်ပြပို့လိုက်ပါတော့တယ်လမ်းမှာတော့ဟဲကသူ့မိလိုဝဲသေဆုံးမောင်ကြောင့်ပြောပြလိုက်ချင်မှာတော့တားပြစ်သူကလည်းဟဲကိုကူညီချင်ကြောင်းပြောလာပြီးသူကတော့ဒါကိုလက်မခံခဲ့ပါဘူးဒါပေမဲ့တားပြစ်သူကတော့သူ့ကိုအမေဖြစ်သူကအပြေးတိုင်မွေးစားတော့မှဖြစ်တာကြောင့်သူတို့သားကအချိန်နဲ့ငယ်သားတွေ့ဆုံရတော့မှဖြစ်တဲ့အတွက်အဲ့ဒီအချိန်တွေကိုအထူးဆောင်ဆောင်ချင်တယ်လို့ပြောလာပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်လည်းတတာရဲ့အိမ်ကိုရောက်သွားကြပြီးအဲ့ဒီနောက်မှာတော့အင်ချိန်မြေအကျိုးဆောင်ဘာဘရာရောက်နေရတွေ့လိုက်ရပြီးဟဲမှာအကိုရှိသေးကြောင်းသိလိုက်ရပါတယ်အိမ်ထဲဝင်ရောက်ကြည့်ရှုချိန်မှာတော့အကျိုးဆောင်မျိုးသမီးကဒီတော်တွင်မျိုးထဲမှာတောင်းမဖွယ်မတော်တဆရဲ့စက်တိုက်ဆိုသလိုဖြစ်ပွားနေကြသတင်းပေးလာပြီးတတာတေဆောင်ပြီးနောက်မှာဗဟိတိဆန်ဆန်တေဆောင်သူတွေအများပြားရှိနေရလို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့ဘာဘရာလည်းဗီဒီယိုတကားတစ်ချက်ကိုဆွဲဖွင့်ပေးမယ်ဖွင့်မရဖြစ်နေပြီးသူမကတော့အချိန်ပေါင်းများစွာစူးစမ်းနေချိန်မှာပဲဟဲကတော့တခုခုမာရင်းနေပြီးတော့ခန်းစားမိလိုက်ပါတယ်ဒါပေမဲ့ဘာဘရာကတော့တကားဖွင့်လိုက်ပြီးဖြစ်တာကြောင့်တားဆီးဖို့အချိန်မမီလိုက်ပဲတနက်တလက်ပြုတ်ကျလာရင်ဘာဘရာကိုတစားစီဖြစ်အောင်ပြစ်ခတ်သွားခဲ့ပါတော့တယ်ဟဲလည်းအံ့အောင်ရုံကလည်းလို့ဘာမှမတတ်နိုင်ဖြစ်ခဲ့ရပြီးအခင်းဖြစ်ရာကိုရဲရဲလာရောက်စစ်ဆေးချိန်မှာတော့ဟဲလည်းမတော်တဆမှုကြောင့်ထွက်ဆိုပေးခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ဟဲလည်းအိမ်ထဲမှာအယုတ်ကိုဆက်လက်ရှာဖွေနေပြီးဘေးကလည်းအယုတ်ကိုတွေ့ပြီလားလို့သူ့ကိုမေးလာပါတယ်ဒါပေမဲ့ဖုန်းချကန်ဒီမှာပဲဟဲလည်းဘေးအောင်မြောက်ရုပ်ကိုပြန်လည်အသုံးပြုနေမယ်နားလည်သွားရပြီးတကယ်တော့ရီတီကိုမြောက်ရုပ်ယူခိုင်းတာကလည်းသူဖြစ်နေခဲ့ပါတယ်ဘေးကမြောက်ရုပ်ဟာလွတ်တတ်နိုင်နေဆိုတာသိလိုက်ချိန်ကစလို့ဟဲကိုတက်ဖြတ်စင်ရဲ့မျောလင်းချက်နဲ့မြောက်ရုပ်ကိုအသုံးပြုနေရဖြစ်ပြီးဟဲကြောင့်အမေဖြစ်သူသေဆုံးခဲ့ရတာကိုသိသွားတာကြောင့်လည်းလက်စားချေချင်နေခဲ့ရဖြစ်ပါတယ်ဒါပေမဲ့မသက်ဆိုင်တဲ့အခြားသောအပြစ်မဲ့သူတွေပါသေဆုံးကုန်ကြတာကြောင့်သူလည်းပါတီကိုတောင်းလက်ခိုင်းဖို့အတွက်ဟဲလက်ထဲကနေပါတီကိုဖမ်းဆီးခေါ်ဆောင်လာဖို့ရီကီကိုဆေလွတ်ထားခဲ့ရဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲအိမ်ထဲကအလုပ်သမားတယောက်ကလည်းညောင်ရဲ့လက်ချက်နဲ့ထမှန်သေဆုံးသွားပြန်ပြီ။ဟဲနဲ့ပါတီတို့ကတော့မိုတယ်အသစ်မှာတွားရောက်တိုက်ခေါ်ကြပြီးဟဲကလည်းဘေးကိုဖုံးဆက်ရင်သူ့ရဲ့လောက်ရည်တွေကိုချက်ချင်းရပ်တက်လိုက်ဖို့တတိပေးလိုက်ပါတယ်။ဒါပေမဲ့ဘေးကတော့ဟဲသေဆုံးမှာဒါရီချက်မယ်လို့ပြောလိုက်ပြီးအဲ့ဒီချိန်မှာပဲဟဲလည်းအခန်းတကားခောက်တန်ကြားလိုက်ရပါတယ်။အဲ့ဒီသူကတော့အခြားမဟုတ်ပဲရဲဝတ်စုံနဲ့ဟန်ဆောင်ထားတဲ့ရီကီဖြစ်နေပြီးသူကလည်းဟဲတို့သားဖားနှစ်ယောက်လုံးကိုဘေးကိုဖမ်းခေါ်လာခဲ့ပါတယ်။အိမ်ထဲကိုတော့ပါတီတယောက်တည်းတောင်းဝင်သွားရပြီးသူလည်းထောင်ချောင်းအချို့ကိုဖျက်ဆီးပြီးချိန်မှာတော့ဦးလေးဖြစ်တဲ့ဘေးနဲ့တွေ့လိုက်ရပါတယ်။ဘေးကလည်းပါတီကိုတွန်းလှန်ခိုင်းလိုက်ပြီးပါတီကလည်းတွန်းလှန်ပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲရီကီရဲ့တနက်ကကြီးမတော်တဆထွက်သွားပြီးဘေးကိုမထိပဲလက်ချက်ကောင်တိုက်ကိုတွားရထိမှန်มาတော့တယ်။အဲ့ဒီနောက်မှာတော့လက်ချက်ကောင်နေလေရီကီရဲ့ပါစက်တဲ့အုံခဲဝင်ရောက်ကုန်ကြပြီးရီကီလည်းဆွဆွဝါးတည်ဆောင်သွားခဲ့ပါတော့တယ်။အဲ့နောက်မှာတော့ဟဲလည်းဘေးကိုဟန်တာဖို့အဆောက်အဦထဲဝင်လာပြီး
ဒေါသထွက်နေတဲ့ဘေးကတော့ဟဲကိုတက်ဖို့ပြောရင်မြောက်ရွရဲ့ထရန်ကိုတွလက်နဲ့ကန်ရင်အတင်းကျပ်တင်းနေခဲ့ပါတယ်။အဲ့နောက်မှာတော့မြောက်ရွကလည်းမရမနာထရန်တင်းနေခဲ့ပြီးမြေကြီးတွေပါဒုက္ခကုန်သလိုကျေလောင်တဲ့ဆွေညံတန်ကြီးတစ်ခုပါကြားလိုက်ရပါတော့တယ်။ဘေးလည်းအပြင်ထွက်ကြည့်ချိန်မှာတော့လေရင်တစိမ်းမျိုးတွေပြတ်ကျသွားကြောင်းနဲ့လူထောင်ပေါင်းများစွာသေဆုံးသွားကြောင်းသိလိုက်ရပါတော့တယ်။အချိန်နဲ့အနေငယ်တည်ငြိမ်သွားချိန်မှာတော့ဟန်လည်းသူ့အမိနဲ့ပတ်သက်လို့ဖြစ်ပျက်ခဲ့တဲ့များတွေအတွက်ဘေးကိုတောင်းပန်နေခဲ့ပြီးနောက်ဆုံးမှာတော့ဘေးလည်းအဖြစ်မှန်တွေကိုလက်ခံလိုက်ရင်ဟိန်းနဲ့ပြန်လဲတင်မြတ်ပြီးမိသားစုတွေဖြစ်ပြန်လဲသဘောထားကြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့မြောက်ရုပ်ပြဿနာကတော့ရှိနေသေးတယ်လို့မြောက်ရုပ်ကသူ့ဘာသာသူဂျရန်နေတင်းနေပြီးအဲ့နောက်မှာတော့ဘေးရဲ့ထောင်ချောက်တစ်ခုကလည်းသူ့ဘာသာသူမောင်းပြုတ်သွားရင်ဘေးကိုပြစ်ခတ်မိသွားပြီးဘေးရဲ့ဦးကောင်းလည်းကြီးမသွားပါတော့တယ်။ဟဲကလည်းဘာမှမပြောနိုင်လားဖြစ်ခဲ့ရပြီးအဲ့နောက်မှာတော့သူတို့နှစ်ယောက်လည်းမြောက်ရုပ်ကပါတင်လိုက်မြို့ရဲကားမောင်းဝင်လိုက်ကြပါတော့တယ်။မြို့ထဲမှာတော့တိတ်ဆောင်းသူအများပြားနဲ့အတော်လေးချိန်ကြီးဆွနေပြီးမိဘတစ်ခုမှကားရင်နေတော့ရင်းစီးနေတဲ့ဖြူဖက်ဖြူနဲ့အမျိုးသားတယောက်ဟာသူတို့ကားရှိကဖြစ်သွားတာတွေ့လိုက်ရပါတယ်။ခဏကြာမှတော့ဟင်းလေကားကုန်ကြီးကိုတက်တဲ့အမေဖြစ်သူ Lois ကိုတတိယသွားတာကြောင့်ဟဲလဲပါတီကိုကားကုန်မဖိတ်ခေါ်လိုက်ပြီးသူကလည်းလက်ခံလိုက်ပါတယ်။သူတို့ကားထွက်သွားခြင်းမှာပဲမိပိုက်ကိုအကြောင်းကတဆင်ရလာပြီးကားပေါ်ကပန်းပွားအကားဖွဲ့ဝင်တွေကကားခုန်နေကြပေမယ့်သူတို့နာကိုအချိန်ပြင်းပြင်းမောင်းလာတဲ့ကားတစ်စီးကဖြတ်မောင်းသွားတာကြောင့်ကျောင်းသားတွေအကုန်လုံးလည်းကောင်းဖြတ်သေးဆုံးသွားကြပြီးဇလန်းကလည်းဒီမှာရီမဲ့အဆုံးသတ်သွားခဲ့ပါတော့တယ်။ဒီနေ့တော့ကတော့ဒီလောက်ပါပဲ။အဆုံးလေးကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။